ဒီဇလန်လေးကလွန်ခဲ့တဲ့နှစ်30ကျော်လောက်ကစတင်ခဲ့ပါတယ်။မြောက်ပိုင်းတောင်တန်းကြီးနဲ့ဆက်ဆက်နေတဲ့ရွာငယ်လေးတရွာမှာအောင်တင်းဆိုတဲ့လူငယ်တယောက်နေထိုင်ခဲ့ဘူးတယ်ဗျ။အောင်တင်းကငငယ်လေးကလေးကတောလိုက်မိုးဆူးတယောက်ဖြစ်ပြီးတောထဲမှာရက်ပေါင်းများစွာနေထိုင်ရတာကသူ့အတွက်တော့ထူးဆန်းတဲ့အရာမဟုတ်တော့ဘူး။တနေ့သူတောထဲမှာလမ်းပြောင်နေတော့လှိုင်ကူတစ်ခုထဲမှာသတင်းသုံးနေတဲ့တက်တော်ရှိရဟန်းတစ်ပါးနဲ့မမျော်လင့်ပဲစုံခဲ့ရတယ်ဗျ။အဲ့ဒီဆရာတော်ကတာမန်ရဟန်းတစ်ပါးမဟုတ်ခဲ့ပါဘူး။ဆရာတော်နဲ့တွေ့ဘူးတဲ့ရွာသားတွေရဲ့ပြောပြချက်အရဆရာတော်ကအလွန်ထက်မြက်ပြီးအနာဂတ်ကိုကြိုးမြင်နိုင်တယ်လို့ယောဂဝေဒနာတွေကိုလည်းကုသပေးနိုင်တယ်လို့ဆိုခဲ့ကြပါတယ်။ဒါအပြင်အင်းအိုင်လက်ဖွဲ့တွေကိုမှန်းပေးနိုင်တဲ့ပညာရှင်တစ်ပါးလည်းဖြစ်ခဲ့သေးတယ်ဗျ။အောင်တင်တယောက်ကတော့အဲ့ဆရာတော်စီမှာလာပေါင်းများစွာထင်းခုတ်ရေခတ်အစအစာရှာဖွေစတဲ့အလုပ်တွေကိုတစ္ဆာရှိရှိလုပ်ကင်ပေးခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှာတော့တက်တော်ရှည်ဆရာတော်ကအောင်တင်ကိုစကားတခုမေးလိုက်တယ်ဗျ။ဟဲ့ကောင်မင်းဂါရပညာတွေလိုချင်သလား။အောင်တင်လဲဆရာတော်ရဲ့စကားကိုကြားလိုက်တာနဲ့ချက်ချင်းဒူးထောက်ချလိုက်ပါတယ်။အန်ရရဲ့ပြင်းထန်နေတဲ့တောထဲမှာအတန်မူပန်းချောင်းပြုနေရတဲ့သူ့လိုလူတစ်ယောက်အတွက်ဒီလိုပညာမျိုးကိုမလိုချင်ပဲနေဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါပဲ။အဲဒီနောက်မှာတော့တက်တော်ရှည်ဆရာတော်ကြီးကအောင်တင်ကိုဓာမတူတနတ်မပေါက်တဲ့ဂါရာကိုစတင်သင်ကြားပေးခဲ့တယ်က။ဒါပေမဲ့ဒီပညာနဲ့အတူမဖြစ်မနေလိုက်နာရမယ့်စည်းကမ်းချက်တွေကိုတော့အသေးအချာတိကျစွာမှာကြားခဲ့ပါတယ်။ဆရာသမားကိုလှောင်ပြောင်စော်ကားခြင်းမပြုရဘူး။ကိုယ့်ရဲ့ပညာအစွမ်းကိုအလဟတာကြွားဝါပြီးတော့သူတစ်ပါးကိုချိုးနှိမ်ဖို့မသုံးရဘူး။ပြီးတော့ကိုယ့်အသက်ကိုအမြဲတမ်းသတိထားပြီးတော့နေထိုင်ရမယ်။အဲ့ဒီအချိန်တုန်းကတော့အောင်တင်ကဆရာတော်မိန့်ကြားသမျှကိုရိုးရိုးသေးသေးလက်ခံခဲ့ပါတယ်။အဲဒီနောက်ဆရာတော်ကိုနှုတ်ဆက်ပြီးရွာကိုပြန်လာကပုံမှန်အတိုင်းနေထိုင်ခဲ့တယ်ဗျ။အစပိုင်းမှာတော့သူ့မှာဒီလိုအစွမ်းနေရှိနေမှဘယ်သူမှမသိခဲ့ကြပါဘူး။ဒါပေမဲ့တနေ့တော့တရွာလုံးကိုအံ့အားသင့်သွားစေတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ဒေါသထွက်သွားတဲ့တစ်ဖက်လူကလက်ထဲကဓမ္မကိုဆွဲယူပြီးအောင်တင်စီကိုအားကုန်ခုတ်ချလိုက်ပါတယ်။ဓမ္မကအောင်တင်ရဲ့အသားကိုထိလိုက်တဲ့အချိန်မှာပြန်ကန်ထွက်သွားပြီးဓာသွားတော်မှအစိတ်စိတ်အမွှားမွှားကျိုးပဲ့ကလွင့်ထွက်သွားခဲ့တယ်ဗျ။အောင်တင်ရဲ့ကိုယ်ပေါ်မှာတော့ခြေအားလေးတစ်ခုကလွဲလို့ဘာတန်ရမှမရှိခဲ့ပါဘူး။ဓာနဲ့ခုတ်လိုက်တဲ့သူကလည်းအဲ့ဒီမြင်ကွင်းကိုတွေ့တာနဲ့အောင်တင်ရဲ့အစွမ်းကိုကြောက်လန့်သွားပြီးအဲ့နေရာကနေချက်ချင်းထွက်ပြေးသွားခဲ့တော့တယ်ဗျ။အဲ့ဒီနေရာစပြီးအောင်တင်ဆိုတဲ့နာမည်ကတရွာကနေတရွာစီလင်းမြန်စွာပြန့်နှံ့သွားခဲ့ပြီးလူတွေကသူ့ကိုဓာမတိုတနတ်မပေါက်အောင်တင်လို့ခေါ်ဆိုလာခဲ့ကြပါတယ်။နှစ်တွေကြာလာခဲ့တာနဲ့အတူအောင်တင်ရဲ့နာမည်ကတနယ်လုံးမှာပုံမူကြော်ကြားလာခဲ့ပါတယ်။ကျောင်းပွဲအလူပွဲဒါမှမဟုတ်ပွဲလန်းသဘင်တွေရှိတိုင်းလူတွေကသူ့ကိုပညာအစွမ်းကုန်ပြသဖို့ဖိတ်ခေါ်လာကြတယ်ဗျ။တချို့ကဓာတ်နဲ့လာခုတ်ကြည့်ကြတယ်။တချို့ကလှန်နဲ့လာထိုးကြည့်ကြတယ်။တချို့ဆိုတနတ်နဲ့တောင်လာပြစ်စမ်းခဲ့ကြပါတယ်။ဒါပေမဲ့ဘယ်နှကြိမ်ပဲစမ်းသပ်ကြည့်ကြည့်အဖြေကတော့အတူတူပါပဲ။သူ့အသားကိုဘယ်လက်နက်ကမှမခုတ်နိုင်မထိုးဖောက်နိုင်ခဲ့ပါဘူး။အောင်တင်လဲဒီလိုလူတွေရဲ့အံ့ဩမှုနဲ့ချီးမွမ်းမှုတွေကိုရလေလေကိုယ်အစွမ်းကိုယုံကြည်လွန်ပြီးတော့ဘဝင်မြင့်လာလေးပါပဲ။အရင်တုန်းကတော့ဆရာတော်ကိုယေရှုပြီးကြော့ပွဲပေးပူဇော်လေးရှိပေမဲ့နောက်ပိုင်းမှာတော့အဲ့ဒီအရာတွေကိုလုံးဝမလုပ်တော့ဘူးဗျ။မနက်တိုင်းမပြတ်မကွက်ရွတ်ဖတ်နေတဲ့ဂါရာတွေကိုလည်းပြင်းရှိလာပြီးမရွတ်တော့သလိုဆရာတော်မှာကြားခဲ့တဲ့စီကံချက်တွေကိုလည်းအရေးမကြီးတဲ့အရာတွေလို့ထင်မြင်လာခဲ့ပါတယ်။တညမှာတော့တကြီးအိမ်မှာရွာသားတွေစုဝေးပြီးပျော်ပျော်ပါပါတောက်စားနေကြတဲ့အချိန်အောင်တင်ကရုတ်တရက်ထရက်လိုက်ပြီးတဝိုင်းလုံးကြားအောင်အတန်ကျဲကျဲနဲ့အော်ပြောလိုက်ပါတယ်။ငါ့ကိုဓာမတိုတနတ်မပေါက်တဲ့တန်မဏိအသားမဟုတ်ဘူးလို့ဘယ်သူပြောလဲကွာ။မယုံရင်လာပြစ်ကြည့်ကြစမ်း။အဲ့ဒီအချိန်မှာတော့ရွာသားတွေကသူမူးမူးနဲ့စနောက်ပြောနေတာပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လှဲပေါ်မှာတင်ထားတဲ့တနတ်ကြီးကိုလူတစ်ယောက်ကတွားယူလာပြီးတေးကြအောင်ထပ်မေးလိုက်တယ်ဗျ။တကယ်လားဆရာကြီးကျွန်တော်တကယ်ပြစ်မှာနော်ပြစ်လိုက်စမ်းပါကွာငါဘာမှမဖြစ်ဘူးရကြည်တောင်ထွက်ပါမလားမသိဘူးတနတ်ပါပျက်စီးသွားအောင်မယ်အရက်အချိန်နေနဲ့ရဲတင်းနေကြတဲ့သူတွေကြားထဲမှာအဲ့ဒီအဖြစ်ပြက်ကစက္ကန့်ပိုင်းအတွင်းဖြစ်ပြတ်သွားခဲ့ပါတယ်လူငယ်ကတနတ်ကိုမောင်းဆွဲလိုက်တာနဲ့ဒိုင်းငနဲ့တနတ်တန်ကြီးထွက်ပေါ်လာခဲ့တယ်ဗျအနေအနာမှာရှိတဲ့ရွာသားအချို့ကထိတ်လန့်ပြီးမျက်လုံးတွေတောင်မှိတ်ထားလိုက်ကြပါတယ်ဒါပေမဲ့ခဏအကြာပြန်ကြည့်လိုက်တဲ့အခါမှာတော့အံ့ဩတုန်လှုပ်သွားခဲ့ရတယ်ဗျ
အောင်တင်ကတကယ်ပဲဘာတန်ရာမှမရခဲ့ပါဘူး။သွေးတစ်စက်တောင်မထွက်ပဲအဲ့နေရာမှာပဲမတ်မတ်ကြီးရက်နေခဲ့တယ်ဗျ။သူ့အင်ကြီးပေါ်မှာတော့ကြီးဖောက်သွားတဲ့အပေါက်သေးသေးလေးတစ်ခုသာကျန်းနေခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကြောင့်တဝိုင်းလုံးပွဲဆူသွားပြီးလူတိုင်းကအောင်တင်ရဲ့အစွမ်းကိုဟန်အော်ချီးမွမ်းခဲ့ကြတယ်ဗျ။အဲ့ညအစပြီးအောင်တင်ကအရင်ကထက်အစာပေါင်းများစွာပိုးပြီးကြော်ကြားလာခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရက်ကသူ့ဘဝရဲ့ပျက်စီးခြင်းအစဖြစ်လာမယ်ဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး။အဲ့ဒီဖြစ်ရဖြစ်ပြီးတဲ့နောက်ပိုင်းမှာအောင်တင်တယောက်ထူးဆန်းတဲ့အိမ်မက်တွေကိုစတင်မှတ်လာခဲ့တယ်ဗျ။ပထမဆုံးညမှာအမောင်ဖုံးနေတဲ့တောအုပ်ကြီးထဲမှာတတ်တော်ရှိဆရာတော်ကိုမတ်မတ်ရက်နေတဲ့ပုံစံနဲ့တွေ့ခဲ့ရပါတယ်။ဆရာတော်ကသူ့ကိုစကားတခွန်းနဲ့မိန့်ကြားခဲ့တယ်ဗျ။ မင်းတင်စရာရဲ့အဆုံးအမတွေကိုမေ့လျော့သွားခဲ့ပြီစကားဆုံးတာနဲ့ဆရာတော်ရဲ့ပုံရိပ်လည်းပျောက်ကွယ်သွားခဲ့ပါတယ်ဒုတိယညမှာလည်းအဲ့ဒီအိမ်မက်ကိုပဲထပ်မက်ခဲ့ပြန်နေဗျတတိယမြောက်ညရောက်တဲ့အချိန်မှာတော့ထပ်ပြီးအဲ့ဒီအိမ်မက်ထဲကိုရောက်သွားခဲ့ပြန်နေဗျဒါပေမဲ့ဒီတစ်ချိန်မှာတော့ဆရာတော်ကအရင်ကထက်ပိုတင်းမာတဲ့အတန်နဲ့စကားတခွန်းထပ်မံမိန့်ကြားခဲ့ပါတယ်ပညာဆိုတာကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ပဲထောင်လွှားကြွားဝါဖို့အတွက်မဟုတ်ဘူးအောင်တင်အိမ်မက်ထဲကနေလန့်နိုးလာခဲ့တယ်ဗျဒါပေမဲ့လည်းရိုးရိုးတာမန်အိမ်မက်တစ်ခုပဲလို့သဘောထားပြီးအလေးအနက်မထားခဲ့ပါဘူးလာအတော်ကြာတဲ့အချိန်မှာတော့အောင်တင်တယောက်မြို့ဝကုန်းတဲ့တထေးတချို့ရဲ့ငှားရမ်းခြင်းကိုခံရပြီးတောနယ်ကြီးတွေကိုလမ်းပြအဖြစ်လိုက်ပို့ပြီးဖို့အခွင့်အရေးတစ်ခုရခဲ့တယ်ဗျရွာသားတွေကတော့အဲ့ဒီတောနယ်ထဲမှာထူးဆန်းတဲ့ဖြစ်ရပ်တွေမကြာခဏဖြစ်တတ်လို့သတိထားဖို့ပြောခဲ့ကြပါတယ်ဒါပေမဲ့အောင်တင်ကတော့သူ့ရဲ့အစွမ်းကိုယုံကြည်လွန်းနေတာကြောင့်ရေမောပြီးပြန်ပြောခဲ့တယ်ဗျတရေထောင်ငါ့ကိုကြောက်လို့လမ်းဖယ်ပေးရမှာကွဒီလိုနဲ့ခရီးသွားအဖွဲ့လူ၃ယောက်နဲ့တောနယ်ကြီးတွေကိုစတင်ထွက်ခွာခဲ့ကြပါတယ်ပထမနေ့မှာတော့ဘာထူးခြားမှုမှမရှိပဲအရာအလုံးအေးအေးဆေးဆေးနဲ့ဖြတ်တန်းသွားခဲ့တယ်ဗျဒါပေမဲ့ဒုတိယနေ့ကိုရောက်တဲ့အခါမှာထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်ပေါ်လာခဲ့ပါတယ်တကောင်ရံအချိန်မှာတဲတွေအနီးကနေလူတစ်ယောက်လမ်းလျှောက်သွားနေတယ်လို့ခြေတံတွေကြားခဲ့ရတယ်ဗျဒါပေမဲ့သူတို့ထွက်ကြည့်ကြတဲ့အခါမှာတော့ဘာအရေးအယောင်မှမတွေ့ခဲ့ရပါဘူးနောက်တစ်ညမှာတော့တောနက်ထဲကနေမိန်းကလေးတစ်ယောက်ရဲ့ငိုကြွေးတန်ကြီးတစ်ခုပြန်လွင့်လာပြီးဘယ်သူမှမအေးရဲကြတော့ပါဘူးဒါပေမဲ့အောင်တင်တစ်ယောက်ကတော့ဘာမှဖြစ်တယ်လို့အေးအေးဆေးဆေးအိပ်ပျော်နေခဲ့ပါတယ်တတိယနေ့ရောက်တဲ့အခါမှာအနားယူစခန်းချနေကြတော့တောတွေကနေဘယ်သူမှမသိတဲ့အဖိုးကြီးတစ်ယောက်ရုတ်တရက်ထွက်လာခဲ့တယ်ဗျအဖိုးကြီးရဲ့အဝတ်အစားတွေကဟောင်းနွမ်းဆုပ်ပြတ်နေပြီးစပင်တွေကလည်းရှုပ်ပွားနေခဲ့ပါတယ်။အဲ့ဒီအဖိုးအိုကအောင်တင်းကိုခဏကြာစိုက်ကြည့်ပြီးတဲ့နောက်မေးခဲ့လိုက်တယ်ဗျ။မင်းကဓာမတိုးတနတ်မပေါက်တန်မနစ်လူသားဆိုတာလား။အောင်တင်းကတော့ဂုံယူဝင်ကြွားတဲ့အပြုံးနဲ့ပြန်ဖြေလိုက်ပါတယ်။ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ။ဟုတ်ပြီ။အဲ့ဒါဘာဖြစ်လို့လဲလို့ငါမှမင်းလိုအစွမ်းရှိတဲ့လူတွေအများကြီးတွေ့ဘူးတယ်ဒါပေမဲ့နောက်ဆုံးကြတော့လဲအားလုံးသေခြင်းတရားရှိမှရှုံးနေသွားကြတာကြီးပဲအောင်တင်ကတော့အဲ့စကားကိုကြားတာနဲ့အားရပါးရရီမောလိုက်ပါတယ်ဒါဆိုရင်တော့ခမကျုံနဲ့မတွေ့ဘူးသေးလို့ဖြစ်မှာပေါ့ဗျအဲဒီနောက်အဖိုးကြီးကဘာစကားမှထပ်မပြောတော့ပဲကြောခိုင်းပြီးတောအုပ်ထဲကိုတဖြည်းဖြည်းဝင်ရောက်သွားခဲ့ပါတယ်ခဏအကြာမှာတော့အရိတ်တောင်မကြံတော့ပဲပျောက်ကွယ်သွားခဲ့တာကိုတွေးလိုက်ရတယ်ဗျ။အောင်တင်လည်းအဲ့ဒီဖြစ်ရကြောင်းစိတ်ထဲမှာအနှဲငယ်ထူးဆန်းတယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲသူထူးကြတဲ့အိမ်မက်တစ်ခုထပ်မှတ်ခဲ့တယ်ဗျ။ဒီတစ်ခါအိမ်မက်ထဲမှာဆရာတော်တစ်ပါးတည်းရက်နေခဲ့တာမဟုတ်တော့ပါဘူး။ဆရာတော်ရဲ့အနောက်မှာမဲမောင်နေတဲ့အရိတ်မဲပေါင်းများစွာရက်နေပြီးအောင်တင်ကိုစိုက်ကြည့်နေခဲ့ကြပါတယ်။ပဝန်းကျင်တစ်ခုလုံးကအေးဆက်တိတ်ဆိတ်နေပြီးအဲ့ဒီအချိန်မှာဆရာတော်ကနောက်ဆုံးစကားအဖြစ်မိန့်ကြားလိုက်တယ်ဗျတေခြင်းတရားဆိုတာဘယ်ပညာအစွမ်းအောင်မှမကြောက်ဘူးကွအောက်တင်အိမ်မက်ကနေဖြတ်ခနဲလန့်နိုးလာခဲ့တယ်ဗျဘာမှမဟုတ်တဲ့အိမ်မက်တစ်ခုကြောင့်သူ့ရင်ဘတ်ထဲမှာဒိန်ကနေမြည်နေခဲ့ပြီးတေခြင်းတရားအကြောင်းတွေးမိကပထမဆုံးအချိန်စိတ်ထဲကနေထိတ်လန့်မိသွားခဲ့ပါတယ်နောက်နေ့မနက်ရောက်တော့အောင်တင်တယောက်စမ်းချောင်းကြီးအတိုင်းလှည့်ပတ်လျှောက်ကြည့်ရင်ကြော်တုံးကြီးတစ်ခုအောက်ကလှုပ်ရှားမှုတစ်ခုကိုတတိထားမိလိုက်တယ်ဗျဒါပေမဲ့အောင်တင်ကတော့ဂယုမဆိုင်ခဲ့ပါဘူးအဲအချိန်မှာပူဆက်ဆက်နာကျင်တဲ့ဝေဒနာတစ်ခုကိုသူ့ခြေချင်းဝတ်စီကနေခံစားလိုက်ရပါတော့တယ်အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့မွေဟောက်ကြီးတစ်ကောင်ထွက်ပြေးသွားတာကိုတွေ့လိုက်ရတယ်ဗျ
တော်လိုက်အဖွဲ့တွေကလူတွေလည်းအပြည့်အလွှာရောက်လာခဲ့ကြပါတယ်ဆရာကြီးမွေးကြိုက်ခံလိုက်ရပြီဗျဒါပေမဲ့အောင်တင်ကတော့ကြောက်ရွံ့မှုမရှိပဲယုံကြည်ချက်အပြည့်နဲ့ရင်မောလိုက်ပါတယ်မွေးကြိုက်တာပဲကွာဘာထူးဆန်းလို့လဲတသက်လုံးလက်နက်မျိုးစုံကိုမကြောက်ခဲ့ရတဲ့သူဆိုတော့မွေတကောင်ရဲ့အစိတ်လောက်နဲ့သူ့ကိုဘာမှမလုပ်နိုင်ဘူးလို့ယုံကြည်ခဲ့ပါတယ်ဒီလိုနဲ့အောင်တင်နဲ့ခရီးသွားအဖွဲ့လည်းဆက်လက်ထွက်ခွာလာခဲ့ကြတယ်ဗျဒါပေမဲ့အဲ့ဒီအချိန်မှာသူတို့မသိကြတာကတော့အဲ့ဒါကအောင်တင်ရဲ့နောက်ဆုံးအချိန်ရေမောခြင်းဖြစ်နေခဲ့တယ်ဆိုတာပါတနားရီလောက်အကြာမှာတော့အောင်တင်တယောက်ခေါင်းမူးတလို့လို့စတင်ခံစားလာခဲ့ရပါတယ်ဒါပေမဲ့လည်းအောင်တင်ကတော့တိုးတဲ့လမ်းလျှောက်ရတာပင်ပန်းလို့ဖြစ်တာပဲလို့ပဲထင်ခဲ့လိုက်တယ်ဗျ2 နာရီအကြာမှာတော့ခြေလမ်းတွေမမှန်တော့ပဲခန္ဓာကိုယ်ကတဖြည်းဖြည်းအားနည်းလာခဲ့ပါတယ်3 နာရီအကြာမှာအခြေအနေကပိုပြီးတော့ဆိုးရွားလာခဲ့ပါပြီခန္ဓာကိုယ်တစ်ခုလုံးအားရင်တွေကင်းမဲ့လာပြီးမျက်လုံးတွေပြာဝေလာခဲ့တယ်ဗျမျက်နှာတစ်ခုလုံးလည်းဖြူလျော့လာပြီးချွေးစေးတွေတပြိုက်ပြိုက်ထွက်လာခဲ့ပါတယ်ကျန်တဲ့သူတွေကအောင်တင်ကိုရွာဘက်ပြန်တဲဖို့ကြိုးစားခဲ့ကြပေမဲ့လည်းခရီးကဝေးလုံးနေခဲ့ပါတယ်နောက်ဆုံးမှာတော့အသက်ရှူကခတ်လာပြီးလမ်းလည်းမလျှောက်နိုင်တော့ပဲအောင်တင်တယောက်တစ်ပင်ကြီးတစ်ပင်အောက်မှာဘုံငနဲ့လဲကျသွားခဲ့တော့တယ်ဗျကောင်းကင်ကိုမော့ကြည့်ရင်အခုအချိန်မှာတော့သူအမှန်တရားတစ်ခုကိုနားလည်သွားခဲ့ပါတယ်ဓာမတိုးတနတ်မပေါက်တဲ့ဆွမ်းအားကဓားသွားတွေကိုကာကွယ်ပေးနိုင်ခဲ့တယ်ကြည်စံတွေအသားထဲမဝင်အောင်တားဆီးပေးနိုင်ခဲ့တယ်ဒါပေမဲ့မွေစိတ်ကိုတော့ကာကွယ်ပေးနိုင်တယ်လို့ဘယ်သူမှမပြောခဲ့ဘူးပါဘူး။အိုခြင်းနာခြင်းသေခြင်းဆိုတဲ့သဘာဝနိယာမတွေကိုဘယ်အစွမ်းပညာနဲ့မှထာဝရတားဆီးနိုင်တယ်လို့ဘယ်သူမှမပြောခဲ့ကြဘူးဗျ။အောင်တင်ရဲ့မျက်လုံးထောင်းကနေမျက်ရည်တွေတဖြည်းဖြည်းစီးကျလာခဲ့ပါတယ်။သူ့တစ်သက်မှာပထမဆုံးအကြိမ်အနေနဲ့ဘယ်ကာရာမန်နန်နဲ့မှမတားဆီးနိုင်တဲ့သေခြင်းတရားကိုအမှန်တကယ်ကြောက်ရွံ့သွားခဲ့တယ်ဗျ။နောက်ဆုံးထွက်သက်ကိုရှူရင်းအောင်တင်တစ်ပင်ကြီးအောက်မှာရပ်နေတဲ့တတ်တော်ရှိဆရာတော်ကြီးကိုထပ်မံတွေ့လိုက်ရပါတယ်။ဆရာတော်ရဲ့မျက်နှာတော်မှာတော့အပြစ်တင်မှုမရှိပဲဂရုဏာတရားတွေနဲ့ပြည့်နှက်နေခဲ့တယ်ဗျ။အောင်တင်အားယူပြီးလက်နှစ်ဖက်ကိုခက်ခဲစွာလက်အုပ်ချိလိုက်ပါတယ်။ဆရာတော်တပည့်တော်မှားတော်ပါတယ်ဗျာ။တတ်တော်ရှိဆရာတော်ဘုရားကြီးကနူးညံ့စွာပြုံးလိုက်ပြီးတော့တိုးတိုးလေးမိန့်ကြားလိုက်ပါတယ်။ပညာဆိုတာပျောက်ကွယ်သွားတာမဟုတ်ပါဘူး။ဒါပေမဲ့မင်းကပညာဆိုတာတဘာဝတရားရဲ့နေရာမှာထက်ပိုမှုကြီးမြတ်တယ်လို့ထင်မှတ်မိသွားခဲ့တာပဲအဲ့စကားအဆုံးမှာတော့အရာအလုံးအမောင်ကျသွားပါတော့လေရွာသားတွေကအောင်တင်ရဲ့အလောင်းကိုပြန်စုတယ်လာပြီးတဲ့နောက်အဲ့တဲ့ရင်ကတရွာလုံးကိုအလင်းအမြန်ပြန့်နှံ့သွားခဲ့တယ်ဗျလူအများစုကတော့အဲ့ဒီအဖြစ်အပျက်ကိုယုံကြည်ဖို့ခက်ခဲနေခဲ့ကြပါတယ်တချို့ကဆရာတော်ရဲ့အဆုံးအမတွေကိုမလိုက်နာပဲစီကံဖောက်ဖျက်ခဲ့လို့ဒီလိုဖြစ်ရတာလို့ပြောခဲ့ကြတယ်ဗျလို့တချို့ကတော့အောက်လန်းပညာနဲ့ပြူစားခံရတာလို့ထင်ကြတယ်လို့တချို့ကလည်းကြိုက်ခဲတဲ့မွေကတာမန်မွေတကောင်မဟုတ်နိုင်ဘူးလို့ထင်ကြီးပေးခဲ့ကြတယ်ဗျဒါပေမဲ့အသက်အရွယ်ကြီးပြီးအတွေ့အကြုံများတဲ့အဖို့အိုတယောက်ကတော့စကားတစ်ခွန်းနဲ့ပဲပြောခဲ့ပါတယ်လူတွေကကြည်စံအောင်ကြောက်လွန်းလို့ဓာမတိုတနမ်းပေါက်တဲ့ဂါထာတွေကိုလိုက်ရှာကြတယ်ဒါပေမဲ့ပိုးစားမှုဆိုတဲ့အန္တရာယ်ကြီးကိုတော့မေ့လျော့နေကြတယ်အဲ့နောက်ပိုင်းမှာတော့အောင်တင်ရဲ့အကြောင်းကတရွာလုံးမှာပုံမြေတစ်ပုတ်လိုချမ်းရစ်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့နာမည်ကြော်ကြားခဲ့တဲ့ဓာမတိုတနတ်မပေါက်တန်မနစ်လူသားဆိုတဲ့တဏှာတစ်ခုဖြစ်တော့မဟုတ်ခဲ့ပါဘူးကိုအရာရာထက်တာလွန်တယ်လို့ထင်မှတ်ခဲ့ပြီးတေချင်းတရားရဲ့အထက်မှာဘယ်သူမှမရှိနိုင်ဘူးဆိုတဲ့အမှန်တရားကိုမေ့လျော့ခဲ့တဲ့လူတစ်ယောက်ရဲ့တန်ဝေကပုံမြင်အဖြစ်ပဲကြမ်းရှိခဲ့ပါတယ်